ငါကောင်ရမင်းအခြေခံမှမပိုင်တာကွာအခြေခံပိုင်အောင်လုပ်ထားအောင်အခုလိုစကားတွေကိုတော့ငငယ်ကဘောလုံးလူယူပွဲတွေမှာအရွေးမခံရတဲ့အခါချန်လက်ထားခံရတဲ့အခါတွေမှာဆရာတွေကပြောတဲ့အခါတွေကိုတော့ကြုံမှုပါတယ်အဲ့လိုအခါကိုကဘောလုံးအခြေခံဆိုတာဘာတွေလဲဆိုပြီးတော့ပြန်ပြီးတဲ့အခါမှာတော့ပြန်ဖြေတဲ့အဖြေတွေကရေရာတိတိကျကျမရှိတာများပါတယ်ဒါကြောင့်ဘောလုံးဝါသနာပါပြီးတော့ဘောလုံးအခြေခံဆိုတာဘာလဲကွက်ကွက်ပြပြမသိသေးတဲ့ညီလေးတွေအတွက်ဒီဗီဒီယိုလောက်ရခြင်းဖြစ်ပါတယ်ဘောလုံးအခြေခံမှာဘာတွေရှိလဲဆိုတော့ physical skill နဲ့ technical skill ဆိုပြီးတော့နှစ်မျိုးရှိပါတယ်အရင်ဆုံး technical skill ball skill ကိုပဲအရင်ဆုံးပြောပါမယ်နံပါတ်1အနေနဲ့ကတော့ ball control ပေါ့ ball control ဆိုတာသူများကိုယ်ပေးလိုက်တဲ့အခါမှာဘောလုံးကိုယ့်ရဲ့ခြေထောက်ထဲမှာပဲကိုယ့်အနီးနားတစ်ဝိုက်မှာပဲထားနိုင်တဲ့ skill ပေါ့ဒီလို skill ကိုရှိဖို့ဆိုရင်ကိုယ်ခန္ဓာကိုယ်နဲ့ဘောလုံးအကျဉ်းများများထိနေပေးဖို့လိုတယ်ဒါမှ ball feeling ဆိုတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ထိချက်တိုင်းမှာဘောလုံးကဘယ်လိုလေးထိတင်တယ်ဘယ်လိုလေးထိန်းသိမ်းတယ်ဆိုတာကိုသိချာလေးနားလည်သွားမယ် ball control ကောင်းမှုအတွက်အခုလိုမျိုး juggling လုပ်တာဘောလုံးဒူးတွေပေါင်တွေနဲ့တော့တာခြေကွင်းနဲ့ထိန်းတာတွေခေါင်းနဲ့တော့တာတွေစတာတွေလိုက်လုပ်ပြီးလို့ရတယ်နံပါတ်2အနေနဲ့ကတော့ traveling လို့ခေါ်တဲ့ဘောလုံးဆွဲပြေးခြင်းဘောလုံးကစားတဲ့အခါမှာတော့မဖြစ်မနေတင်ထားရမယ့် skill တွေမှာဘောလုံးဆွဲပြေးခြင်းလည်းပါတယ်တပ်ပင်လို့ခေါ်တဲ့ဘောလုံးထိချက်မှန်မှန်နဲ့ထိတက်ဖို့လည်းလိုသလိုကိုယ့်ရဲ့ခြေချင်းဝတ်တွေကိုလည်း inside နဲ့သုံးမလား outside နဲ့သုံးမလားဒီလိုလဲတီးချမှန်မှန်ကန်သုံးတတ်ဖို့လိုတယ်အဓိကလမ်းကြောင်းပြောင်းပြီးတော့ဆွဲပြေးတဲ့အခါမှာအဓိကသုံးပါတယ်တတိယတစ်ခုအနေနဲ့ကတော့ passing ဆိုတဲ့လူပေးခြင်းဖြစ်ပါတယ်ကိုယ့်အနီးကရှိတဲ့လူကိုပေးမလားအဝေးကရှိတဲ့လူကိုပေးမလားဒီလိုမျိုးတွေပေးတတ်ဖို့ဆိုရင် short pass တွေ long pass တွေကောင်းမှုလိုပါတယ်နံပါတ်4အနေနဲ့ကတော့ shooting kick ကန်ခြင်းဖြစ်ပါတယ် shooting မှာတော့အမျိုးမျိုးရှိပြီးတော့အပြင်းကန်တာတွေတကောင်းကျော်ကန်တာတွေ white ball ကန်တာတွေဒီလိုမျိုးတွေလည်းရှိပါတယ်ကိုကစားမဲ့နေရာပေါ်လိုက်ပြီးတော့ shooting skill တွေကိုအကုန်လုံးကန်တတ်မယ်ဆိုရင်လည်းပိုကောင်းပါတယ်နံပါတ်5အနေနဲ့ကတော့ heading ဖြစ်ပါတယ် heading ဆိုတာကဂိုးသွင်းတဲ့နေရာမှာလည်းသုံးသလိုဖြတ်ထုတ်တဲ့နေရာမှာလည်းသုံးပါတယ်လွယ်မလို့နဲ့လည်းခတ်ပါတယ်ဒါကြောင့်ခေါင်းတိုက်တယ်ဆိုတာလည်းဘယ်လိုနီးစနစ်နဲ့တိုက်ရတယ်ဆိုတာကိုလေ့လာထားသင့်ပါတယ်နံပါတ်6အနေနဲ့ကတော့ tackling ဆိုတဲ့ဖြတ်ထုတ်ခြင်းဖြစ်ပါတယ်တစ်ဖက်ပြိုင်ဘက်ကိုဘယ်လိုတားဆီးမလဲဆိုတာဖြတ်ထုတ်ခြင်း skill ဖြစ်ပါတယ်ဒါကြောင့်ဘယ်လိုအရာတွေနဲ့ဖြတ်ထုတ်မှာလဲ body ကာပြီးတော့ဖြတ်ထုတ်မှာလား slide ထိုးပြီးဖြတ်မှာလားဒါမှမဟုတ်လဲ block လုပ်မှာလားဒါမျိုးတွေကိုနားလည်ထားဖို့လိုပါတယ်နံပါတ်9ကတော့ဘောလုံးကစားမဲ့သူတိုင်းအရေးကြီးမယ်လို့ထင်ပါတယ်ဟုတ်ပါတယ် position ယူတာပါ position နဲ့မှာဖူးစေကန်တာပဲဖြစ်ဖြစ်ကွင်းကြီးကန်တာပဲဖြစ်ဖြစ်အခြားအခြေခံနည်းစနစ်တွေနားလည်နေရဆိုရင်တော့မှအခုပြောတဲ့ position တွေကိုနားမလည်ဘောလုံးလူယူပွဲတွေမှာတွားရွေးလဲအရွေးခံရမှာမဟုတ်ပါဘူးဘောလုံးကစားတော့မယ်ဆိုရင်ကိုဘယ်နေရာကစားမလဲဆိုတာကိုကိုယ်တိုင်ရွေးချယ်ပါကိုယ်တိုင်ကဘယ်နေရာကစားရမလဲမသိဘူးဆိုရင်သူများရွေးပေးတဲ့နေရာကိုကိုကစားရပါလိမ့်မယ်ပြီးတော့ကိုကစားမဲ့နေရာရဲ့ duty function တွေကဘာလဲဆိုတာကိုလည်းနားလည်နေရပါမယ်ဒါမှကစားတဲ့အခါနေရာအစုံလျှောက်ပြေးနေရမှုပဲနဲ့ကိုယ့်နေရာနဲ့ကိုယ်တည်တံ့ကစားတတ်မှာပါဒါကတော့ဒုတိယပိုင်း physical skill ကြံ့ခိုင်မှုနဲ့ပတ်သက်တဲ့အခြေခံတွေဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့ကိုယ်တိုင်ကကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်နေဖို့လိုပါတယ်နံပါတ်2အနေနဲ့ကတော့ stamina လို့ခေါ်တဲ့တက်လုံကောင်းမှုလိုပါတယ်နံပါတ်3အနေနဲ့ကတော့ speed လုံလောက်တဲ့အမြန်နှုန်းရှိဖို့လိုပါတယ်ပြီးတော့လျင်မြန်ဖြတ်လက်မှုရှိဖို့လည်းလိုပါတယ်နောက်ဆုံးတစ်ခုအနေနဲ့တော့ဒီတစ်ခုကတော့ bonus အနေနဲ့ပါဒါကတော့ဘယ်ချိန်မှာကိုအားထုတ်ပြီးပြေးတဲ့နယ်ဘယ်ချိန်မှာ jogging ပြေးတဲ့နယ်ဒီလိုမျိုးလေးကိုနားလည်မယ်ဆိုရင်တော့ပိုကောင်းပါတယ်အခုပြောပြတာတွေအကုန်လုံးကဘောလုံးအခြေခံကိုပိုင်နိုင်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်တစုတစည်းရဲစုပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ဒီထဲမှာပြောထားတဲ့ခေါင်းစဉ်တစ်ခုချင်းစီအတွက်ကတော့ဗီဒီယိုတွေတင်ထားပေးတာရှိပါတယ်အကောင့်ထဲမှာဝင်ပြီးတော့ကြည့်လို့ရပါတယ်ဒါလို့ဆိုအခြေခံနဲ့ပတ်သက်ပြီးတော့အတော်လေးကိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်အဆုံးကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်